Hello cosmetic အိတ်လှလှလေးတွေဝယ်ထားတဲ့အတွက်ကြောင့်မလို့အိတ်အဟောင်းလေးတွေကိုအိတ်အသေးလဲပါမယ်။အတူတူလိုက်ကြည့်ပြအောင်နော်။ဒါလေးကတော့ makeup sponge ပါ။သူကလေမိုးရာသီနဲ့လိုက်တဲ့အိတ်ကပန်းရောင်လေးဖြစ်တဲ့ပြင်မှာတိမ်ပုံစံလေးနဲ့အရန်ချစ်ဖို့ကောင်းတယ်။ဒါလေးကတော့ညာဘတ် skin care တွေထည့်တဲ့အိမ်လေးသူကလည်းပန်းရောင်လေးမှာဖဲပြားပုံစံလေးပြီးတော့အဲဒီ zip ဆွဲလေးမှာလည်းဖဲပြားပုံစံလေးထည့်ထားပေးရတယ်ရမ်းချစ်ဖို့ကောင်းပါပဲဒါကတော့ကိုလိုချင်တဲ့ပုံစံလေးပြပြီးချုပ်ခိုင်းတာပေါ့နော်သူကအဆင်ပြေတဲ့အဆင်လေးရွေးပေးလိုက်တာလည်းအရင်ချစ်ဖို့ကောင်းတဲ့အဆင်လေးဖြစ်နေတယ်အိတ်လေးရတယ်တော်တော်လေးချစ်ဖို့ကောင်းတယ်သူ့တော့ hair products လေးတွေထည့်ပါမယ်။စပင်ကပင်ကိုကောက်တဲ့သူဆိုတော့လေ hair products လေးစုံစုံလင်းလင်းသုံးရတယ်ပေါ့နော်။အဲ့အတွက်အိတ်တီတန်လေးထားဖြစ်ပါတယ်။